ကိုတွေးနေတဲ့အတွေးတွေကဘယ်လိုပုံစံတွေးနေသလဲစက်ဝိုင်းပုံစံတွေးနေလားမြင်းဖြောက်ပုံစံတွေးနေလားမင်္ဂလာပါဖြစ်အေးမင်္ဂလာပါကျွန်တော်ဒီဘိုင်းတော့ပြင်နေပါပါဘာဖြစ်ပြန်ပြီလဲကွာကျွန်တော်တရားမရပြီပါဖြစ်ဘာကြောင်းနေတွေးနေလို့ဒီကောဆရာဟို6လေး6လေးနဲ့ဟိုဖက်ဖက်တွေကျွန်တော်တွင်းပြီးအိမ်မရကွာဆရာကျွန်တော်ရှုံးလာပြီးအလုပ်လုပ်ကြည့်ဖို့ကြိုးပမ်းပါတယ်ခေါင်းနေမှုပြီးတော့ဘယ်လိုမှအဆင်ပြေဘူးပါဆရာဒါဆိုရင်တော့မင်းကိုမက်မေစီရဲ့တချင်းလေးဖြစ်တဲ့ကျင်နာဆိုတာအေးဆေးလေးများပေးရတော့မှာပေါ့အဲ့တော့လူတစ်ယောက်ကကိုတွေးနေတဲ့အတွေးတွေကိုတွေးရမယ်ဆိုရင်ထိန်းချုပ်လို့ရတဲ့အတွေးနဲ့ကိုထိန်းချုပ်လို့မရတဲ့အတွေးဆိုအမျိုးမျိုးစားရှိတယ်နော်ကိုထိန်းချုပ်လို့ရတဲ့အတွေးတွေကမိမိနဲ့သက်ဆိုင်တဲ့အတွေးတွေအဲ့ဒါဆိုကိုထိန်းချုပ်လို့ရတယ်တဘာဝတရားနဲ့သက်ဆိုင်တဲ့အတွေးတွေကကျတော့ကိုထိန်းချုပ်လို့မရဘူးဥပမာကိုကဒီနေ့အင်တာဗျူးသွားဖြေရအင်တာဗျူးသွားဖြေရမယ့်အချိန်မှာအိမ်ကနေစထွက်လာတဲ့မိုးကဘုံကနေဆိုစရပါဟာတော့မိုးကဘာလို့ရွာနေတာလဲအင်တာဗျူးသွားမဖြေတော့ဘူးဆိုရင်ကိုယ့်ရဲ့ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုကဆုံးရှုံးသွားပါပဲတဘာဝတရားကိုဟာအခုမိုးတိတ်စီအခုမိုးရတယ်ကိုတော့လုပ်လို့မရအဲ့ဒါကိုလည်းထိန်းချုပ်လို့မရသူကတဘာဝတရားကိုနော်အဲ့လိုမှလိုက်ပြီးတော့ခံစားမနေနဲ့ feel it မဖြစ်နေနဲ့ကိုကဘာလဲကိုထိန်းချုပ်လို့ရတဲ့အတွေ့အကြုံပါလဲကိုကဒီ interview ကိုသွားဖြေမယ်အခါမှာကိုဒီ good presentation ဘယ်လိုလုပ်မလဲကောင်းမွန်စွာနဲ့ကို interview ဘယ်လိုဖြေမလဲပြီးရင်ကိုရဲ့ experience တွေအတွေ့အကြုံတွေဒါတွေနဲ့ကိုဒီကောင်းမွန်စွာ presentation ဘယ်လိုလုပ်လဲဒါကထိန်းချုပ်လို့ရတယ်နောက်ကကိုရဲ့ခန္ဓာကိုယ်က overweight ဖြစ်နေတယ်ငါဒီ2035မှာ weight လောက်ချမလဲအဲ့ဒါဆိုကိုက workout တွေလုပ်အောင် gym သွားအောင်ဒါတွေကကိုထိန်းချုပ်လို့ရတယ်လို့ဒါဆိုရင်ကိုကအဆင်ပြေလာလိမ့်မယ်ကိုရဲ့အတွေ့အကြုံထိရောက်လာလိမ့်မယ် positive mindset မှာကိုရောက်လာလိမ့်မယ်နောက်တစ်ခါ idea ပေးချင်တာကကိုတွေးနေတဲ့အတွေ့အကြုံဟာဘယ်လိုပုံစံတွေးနေသလဲစက်ဝိုင်းပုံစံတွေးနေလားမြင်းဖြောက်ပုံစံတွေးနေလားကိုပြန်ဆက်စစ်ကြည့်စက်ဝိုင်းပုံစံတွေးနေတယ်ဘယ်လိုပုံစံလဲစက်ဝိုင်းပုံစံပါဆိုတော့ဒီစက်ဝိုင်းတွေကနေအပြင်ထွက်လို့မရအောင်ထွက်ပေါက်ပိတ်နေတယ်ဥပမာတစ်ခုပြောရမယ်ဆိုကိုချစ်ခင်နေတဲ့လူဒီလူတယောက်ကလူလောကတွေကနေဆုံးမသွားတယ်ဥပမာမိဘအဖေညီကောင်မောင်နှမဇနီးချစ်သူဒါသမီးလေးမယားတယောက်ထားလိုက်စမ်းတယ်အဲ့မှာဆိုရင်တယောက်ကတည်ဆုံးသွားပြီလူလောကမှာမရှိတော့တဲ့အခါမှာကိုကဘာတွေစောက်ပြီးနံပါတ်1မနေ့ကတော့ငါနဲ့စကားပြောနေတာအကောင်းကြီးအခုကပြုံးသားကြီးဖြစ်သွားတယ်ဘာလို့ခွဲသွားတာလဲအခုဆိုဘယ်ဘဝကိုရောက်နေပြီလဲဘာတွေလုပ်နေတာလဲငါဘေးနားမှာရှိနေတယ်ဒါတွေရှောက်လို့အဲ့တွေးနေတာကဒီခွဲပေါင်သွားတဲ့လူတွေလည်း effective မဖြစ်ဘူးလက်ရှိကြံရင်ကတဲ့လူတွေလည်း effective မဖြစ်ဘူးဘာလို့အဓိကပြောချင်တာကိုချင်းမစားလို့ပြောနေတာမဟုတ်ဘူးနံပါတ်1ကိုအဲ့လိုစတွေးနေပြီဆိုတာလေတစ်ဖက်ကခွဲပေါင်သွားတဲ့တင်ဆုံးသွားတဲ့လူကပြောလို့မရဘူးကိုယ်ဘေးနားမှာရှိနေမယ်ဆိုဟာ तू ကဒီလိုတွေရှောက်တွေးနေငါဖြစ်သွားတာနဲ့ तू ကစိတ်ဓာတ်တွေကျနေပြီသူ့ကိုယ်သူဘဝကအဆုံးသတ်မလို့တော့ဖြစ်နေပြီဆိုဒီခွဲခွာသွားတဲ့လူကဘယ်လိုဖြစ်လဲပျော်ရွှင်နေမလားဝမ်းနည်းနေမှာပေါ့ကိုယ်စိတ်မချခြင်းနေနဲ့ပဲ तू ကလည်းဖြစ်လာမှာလीကိုတွေးနေတဲ့အတွေးကလည်းသူ့အတွက်ဘာ effective မှမဖြစ်ဘူးကိုယ့်အတွက်လည်း effective မဖြစ်သလိုသူ့အတွက်လည်း effective မဖြစ်ဘူးအဲ့တော့ဘာအပြေးမှမရတဲ့အတွေးတခုကိုတွေးနေတာအဲ့ဒီအတိတ်ပဲကိုစောင်းဝိုင်းတဲ့လိုတွေးနေတယ်ဆိုတဲ့အတိတ်ပဲရတယ်အဲ့လိုမဟုတ်ဘူးကိုကမြင်းဖြောက်ခဲ့လို့ဖြောက်မှန်ကန်တက်မမှန်တွေးနေအဲ့အတွေးကြည့်လိုက်ဥပမာကိုစောနာပြောသလိုကိုချစ်ခင်နေခဲ့တဲ့လူတစ်ယောက်ကလူလောကကနေခွဲခွာပါအဲ့ခွဲခွာသွားတဲ့အချိန်မှာကိုကတွေးလာဒါကတဘာဝတရားပဲလीဘယ်သူလွန်ဆိုင်နိုင်လို့လဲဖရာယဟန္တာသူတော်စင်တွေတော်မှပဲရှောင်လွဲလို့မရတယ်လောကတဘာဝတရားပဲလို့တွေးလာကိုလုံးလို့ရတဲ့အလုပ်ကိုလုပ်ပြီးတယ်အဲ့ဒါပါလေသူ့အတွက်သက်ဆိုင်ရာဘာသာရဲ့အလိုက်ကုသိုလ်လေးတွေလုပ်ပြီးမယ်နော်ကောင်းမှုလေးတွေလုပ်ပြီးမယ်ဆိုတွားတဲ့လူတွေလည်းကုသိုလ်ကောင်းမှုတွေရတယ်လို့ကျန်တဲ့လူတွေလည်းဒါနာတရားဆိုတဲ့ကုသိုလ်ကောင်းမှုတွေရတယ်အဲ့ဒါက win-win situation ပဲဒါကဖြောင်းနဲ့မမကတွေးတယ်အတွေးတစ်ခုပဲဒါကိုမြင်းဖြောင်းတဲ့တွေးပါလို့ပြောချင်တာပါဒါတော့မိမိတွေးနေတဲ့အတွေးတွေကိုပြန်ထိန်းချုပ်ပါနံပါတ်1ကိုထိန်းချုပ်လို့ရတဲ့အတွေးတွေကိုကိုတွေးနေသလားကိုထိန်းချုပ်လို့ရတဲ့အတွေးတွေတွေးနေသလားဒါမှမဟုတ်ကိုတွေးနေတဲ့အတွေးရဲ့စဝိုင်းကဲ့သို့ဘဲကိုအစာရှာမရဘူးလို့အစာရှာမရဘူးကိုတွေးနေသလားဒါမှမဟုတ်ရင်ကိုတွေးနေတဲ့အတွေးက
ပြဿနာပေါ်မှာရှုပြီးတော့ဖြောင်းနဲ့မှန်ကန်တွေးတောပြီးတော့မှဆင်ញင်သုံးသပ်လိုက်မယ်ဆိုအမှန်တရားတစ်ခုရလာလိမ့်မယ်ဒီလောက်ဆိုလုံလောက်ပြီလို့ထင်တယ်အမြဲတမ်းတန်ဖိုးပါစေအမြဲတမ်းယုံကြည်မှုထား